340ဝန်းကျင်မှာ recommend ပေးလို့အကောင်းဆုံးကျွန်တော်တို့ဒါ laptop လေးပြရမှာเนาะဒီကောင်တော့ကျွန်တော်ဒီ gaming laptop ပေါ့เนาะ Dell ရဲ့ကျွန်တော်ဒီpremium luxury performance series တွေကကျွန်တော်တို့ပါเนาะ desktop level အစားထိုးကျွန်တော်တို့သူခေတ်က desktop level အစားထိုး Alienware ဒါ16လက်မဆိုင်နဲ့ M16R5 ဖြစ်တယ်ပေါ့เนาะဒီကောင်လေးကတော့ဒါ Mate တို့မြင်တဲ့အတိုင်းပဲဒီ Alienware Dell ရဲ့ luxury series ဆိုတဲ့အတိုင်းပဲလုံးဝပြီးတော့ Alienware ကိုမှကျွန်တော်ဒီဒါအထူးစီးပေါ့เนาะ MC ဆိုတဲ့အတိုင်းပဲလုံးဝကိုမှဒါထူထူထဲထဲနဲ့လုံးဝ gamingကျွန်တော်ဒီအရသာပြီးတော့ performance အရသာပြီးတော့ luxury အရသာကိုကျွန်တော်ပြေးဝပေးစွမ်းနိုင်မယ်ပြီးတော့340ဝန်းကျင်မှာကျွန်တော်ဒီဒါအတန်ဆုံးလို့ recommend ပေးလို့ရလောက်အောင်ဒီ performance တွေရောကျွန်တော်ဒီပြီးတော့ base quality ရောတော်တော်လေးကိုမှကောင်းမွန်တဲ့ဒါ laptop လေးဖြစ်တယ်ပေါ့နော်ဒီကောင်လေးမှာဆိုရင် Mate တို့မြင်တဲ့အတိုင်းပဲ Alienware ရဲ့ signature ဖြစ်တယ်ကျွန်တော်ဒီနောက်ဒီမှာဆိုရင်နောက်ပါလေးမှာမီလင်းတဲ့ပုံစံလေးဆိုရင်တော်တော်လေးကိုမှဒီကောင်ဒီဒါတော်တော်လေးကိုမှလှတယ်ပေါ့နော်လက်ရှိကတော့ကျွန်တော်ဒီ Alienware command center ကနေပြီးတော့ Rainbow Ray ဆိုတဲ့ကောင်လေးကိုကျွန်တော်ပြောင်းပေးထားပါတော့လုံးဝကမှကာလာဆုံးမီးအောင်ဆုံးလင်းနဲ့တော်တော်လေးကိုမှ customize လုပ်လို့ရတယ်။ Mate တို့ရှေ့ချမ်းအနေနဲ့ကြည့်မယ်ဆိုရင်လည်းပဲကျွန်တော်ဒီ Alienware ရဲ့ကျွန်တော်ဒီ signature အတိုင်းပဲဒါလက်ရှိချိန်ဒီပုံမပြောင်းသေးဘူးဆိုတဲ့အတိုင်းပဲကျွန်တော်ဒီလုံးဝကမှဘေးကွာဒီချစ်လစ်လစ်နဲ့ပြီးတော့ဒီကောင်ဆိုလဲ magnesium အလွိုင်းဟိုမှာတော်တော်လေးကမှကောင်းမွန်တဲ့ကောင်သုံးမိထားဖြစ်တဲ့အတွက်ဒီကောင်လေးဆိုရင်ဘေးကွာဒီချစ်လစ်နဲ့ကျွန်တော်ဒီအသက်တိုင်းနီးပါးတန့်ဆိုတဲ့ကောင်မျိုးကိုကျွန်တော်ရရှိမှာဖြစ်တယ်ဒီကောင်လေးကတော့340ဝန်းကျင်မှာတော်တော်လေးကမှဒါ recommend ပေးလို့ကောင်းတယ်အတန်ဆုံးလို့လည်းပြောလို့ရနိုင်တဲ့အနေအထားမျိုးရှိရပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်ဒီRyzen 7 6800H နဲ့လာတာဖြစ်တဲ့အတွက်သူဒီ2022 23လောက်ကထွက်တဲ့ CPU ဖြစ်တယ်ပေါ့နော် IK အခါကတော့ကျွန်တော်ဒီ i7 12 Gen 13 Gen တို့နဲ့အပြိုင်ဖြစ်တဲ့အတွက်လက်ရှိချိန်ကြီးလည်း CPU ပေါင်းမှန်ကောင်းတယ်ပြီးတော့ဒီ2022 23လောက်ကကျွန်တော်ဒီအသစ်ဝင်လာတဲ့အနေအထားမျိုးမှာလည်းပဲဒေါ်လာ3000ဈေးလက်ရှိပေါက်ဈေးနဲ့ဆိုရင်ကျွန်တော်တို့390ဝန်းကျင်လောက်ရှိတယ်ပေါ့နော်ဘတ်ဈေးနဲ့ဆိုရင်လည်းပဲကျွန်တော်တို့ဒီဘတ်3သိန်းလောက်ရှိတဲ့အနေအထားမျိုးမှာရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်လေးကိုကျွန်တော်တို့က340ဝန်းကျင်340ဝန်းကျင်ဆိုတော့ကျွန်တော်တို့ဒေါ်လာ1500အောက်ဝန်းကျင်လောက်နဲ့ကျွန်တော်တို့ဒါမိတ်ဆွေတို့ရောင်းပေးမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့340ဝန်းကျင်မှာဆိုရင်ဒီကောင်လေးဒီလုံးဝ luxury ပုံစံရောအပြည့်အဝကိုလိုချင်တယ်ဆိုရင်ဒီကောင်လေးဒီတော်တော်လေးကိုမှပေါင်းမှန်လည်းကောင်းတယ်ပေါ့နော်ပေါင်းမှန်လည်းကောင်းတယ်ပြီးတော့ premium ဆိုတဲ့ base quality အမျိုးအစား base quality အတိုင်းပဲကျွန်တော်ရရှိမှာဖြစ်တယ်ဒီကောင်လေးကတော့ထူးခြားပေါ့နော် ROG Strix တို့ပါအောင်ဆိုရင်လည်းပဲကျွန်တော်ဒီပါပေါ့နော်ဒီဈေးဝန်းကျင်မှာဆိုရင်ကျွန်တော်တို့ RTX 3060 3080တို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ဒီ Razer ရဲ့ကျွန်တော်တို့ Alienware ရဲ့ကကျွန်တော်ဒီထွက်တဲ့နှစ်တိုင်းမှာတော်တော်လေးကမှတခြားဒီ laptop brand တွေတက်ဒါဈေးကြီးတဲ့အနေအထားမျိုးရှိရပါတော့ဈေးကြီးရတဲ့အကြောင်းရင်းမှာလည်းပဲသူဒီဘေးကွာဒီပို့ပြီးတော့ကြစ်လေးလေးကောင်းမွန်သုံးပေးထားပြီးတော့ကျွန်တော်ဒီဟွာပါတော့ luxury premium series ဖြစ်တာဖြစ်တဲ့အတွက်ဒါ ROG တို့ Legend တို့ထက်တော့ဈေးကအနည်းငယ်ပို့ပြီးတော့ဒါများတဲ့အထက်မှာပါတယ်ပေါ့နော်ဒါပေမဲ့လည်းဒီကောင်လေးဒီလက်ရှိကျွန်တော်တို့340ဝန်းကျင်ရောင်းတဲ့အနေအထားမျိုးမှာမိတ်ဆွေတို့ဒါရွေးချယ်ရမယ့်အနေအထားမျိုးရှိသလိုအပြင်မှာကျွန်တော်လာကြည့်မယ်ဆိုရင်လည်းလုံးဝ desktop level grade ပုံစံ 7.3 display နဲ့လုံးဝကြစ်လစ်နဲ့ luxury free premium fee ကိုကျွန်တော်ရရှိမှာဖြစ်တယ်ပြီးတော့ performance လည်းပဲတော်တော်လေးကောင်းမွန်အောင်တွေ့ရမယ်ဒီကောင်လေးမှာဆိုရင်ကျွန်တော်တို့ဘာတွေပါမလဲဆိုရင် CPU နေနဲ့ကလည်း update ဖြစ်နေသေးတယ်ပေါ့နော်ကျွန်တော်ဒီRyzen 7 6800H ဆိုတာလည်းပဲကျွန်တော်ဒီပါဗောနော်ဒီကောင်လေးမှာဆိုရင် CPU Ryzen 7 6800H သုံးပေးထားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ Intel ဘက်ကဆိုရင် i7 12 Gen 13 Gen နဲ့တွားပြီးတော့ဒါညီတဲ့အနေအထားမျိုးရှိတယ်အဲ့ဒါကိုမှဒီကောင်လေးဒီကျွန်တော်တို့ Ryzen AMD CPU သုံးပေးထားတာဖြစ်တဲ့အတွက် power efficient ပိုဖြစ်ပြီးတော့ကျွန်တော်ဒီ gaming laptop တွေမှာ battery life ကလည်းပဲနည်းနည်းလေးပိုပြီးတော့ Intel laptop တွေတက်ပိုပြီးတော့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တော်တော်လေးကိုမှဒါဟို CPU ပေါင်းမှန်တော်တော်လေးကောင်းမွန်တယ်ပြီးတော့ကျွန်တော်တို့ RAM နေနဲ့လည်းဒီကောင်လေးမှာဒါ update ဖြစ်နေတော့ပေါ့နော်။ဘာကြောင့်လဲဆိုရင်ဒီကောင်လေးဒီ DDR5 သုံးပေးထားတာကျွန်တော်တို့ဒီ RAM 16GB ကိုမှကျွန်တော်ဟိုပါပေါ့နော်။ speed ကကျွန်တော်4800 speed နဲ့ကျွန်တော်တို့ဒီ DDR5 ကိုမိတ်ဆွေတို့ရရှိမယ်။မိတ်ဆွေတို့ကြားသိတဲ့အတိုင်းပဲလက်ရှိ RAM ဈေးတာလည်းပဲတော်တော်လေးမှတက်နေရပါတော့။လက်ရှိချိန်ဆိုရင်ကျွန်တော်တို့ desktop RAM ပေါက်ဈေးဆိုရင် 16GB လောက်ကိုကျွန်တော်တို့ပါပေါ့နော်။14သိန်းဝန်းကျင်လောက်ပေါက်နေတာ။ဟိုဟာ laptop မှာဆိုလည်းပဲ DDR5 16GB ကိုကျွန်တော်တို့10သိန်းဝန်းကျင်လောက်ဒါပေါက်နေတဲ့အနေအထားမျိုးမှာဒီကောင်ဒီ DDR5 RAM ကိုသုံးပေးထားဖြစ်တဲ့အတွက်မိတ်ဆွေတို့ဒါ 16GB သုံးပေးထားဖြစ်တယ်တော်လေးကမှဒါ RAM နဲ့ RAM ဈေးနဲ့တွက်မယ်ဆိုတော့တော်လေးမှတန်တယ်ပြီးတော့ CPU အမြင့်နဲ့လည်းပဲရရှိရဖြစ်တဲ့အတွက်လက်ရှိချိန်ထိ update ဖြစ်နေသေးတယ်ပေါ့နော်ပြီးတော့ SSD တွေကတော့ကျွန်တော်တို့ဒါထုံးစံတိုင်းပဲကျွန်တော်တို့ 512GB ပါမယ်အဲ့ဒါမှ data speed rewrite speed တွေတော်တော်လေးမြန်တယ်generation လည်းကောင်းတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီ laptop မှာဒါထူးခြားအနေနဲ့ဟောပါပေါ့နော် RTX graphic ပေါ့ RTX graphic ကကျွန်တော်ဒီ30C သုံးထားရင်ပဲလေ RTX 3060ကိုကျွန်တော်ဒီ laptop အပါးတွေမှာသုံးထားတဲ့3060ချင်းမတူဘူးပေါ့နော်ဒီကောင်လေးကတော့ M series ဖြစ်တဲ့အတွက်အထူးစီး ROG Strix တို့နဲ့အပြိုင်အထူးစီးမှာသုံးတဲ့ကောင်ဖြစ်တဲ့အတွက် GPU watt ဒီကျွန်တော်တို့ပါပေါ့နော်140 watt ရတာဖြစ်တဲ့အတွက်တော်တော်လေးကိုမှလက်ရှိချိန်ဒီ triple dynamic gain တွေပြီးတော့ mono dynamic gain တွေနဲ့ကျွန်တော် e-sport gain တွေတော်တော်များကို setting အမြင့်နဲ့ကျွန်တော်ဆော့လို့ရတဲ့အနေအထားမျိုးမှာရှိသေးတယ်ပြီးတော့
ဒီ CPU GPU ပေါင်းမှန်လည်းတင်းနဲ့မြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပါဘောနော်လက်ရှိချိန်ဒီကောင်းလုံးပဲဖြစ်တဲ့အတွက် 3D rendering engineering နဲ့ video editing နေမှာတော်လေးကမှကောင်းမွန်သုံးလို့ရတယ်ပြီးတော့ graphic designer video editor တွေအတွက်လည်းပဲ color accuracy ကဒီကောင်လေးဒီဒါတော်တော်လေးကမှမှန်တဲ့ထက်မှာပါတယ်ပြီးတော့ display ကလည်းပဲမြင်ကွင်းကျယ်ကျယ်နဲ့ 7.3 display ကိုမှကျွန်တော်တို့ဒါ resolution ကတော့ Full HD ဒါပေမဲ့ Full HD ဖြစ်ပေမဲ့သူဒီကျွန်တော် refresh rate များပေးထားပါတော့165ပါတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ gaming ဘိုင်းပဲ33ဒီ graphic ဘိုင်းတွေပဲ33လုံးဝကမှဒါ smooth ဖြစ်နေမှာပေါ့နော်ပြီးတော့ base quality ကတော့ကျွန်တော်စောစောရှင်းမှာပြောတဲ့အတိုင်း Magnesium alloy body နဲ့လုံးဝကမှဒါ military grade ဒါ body base quality ဖြစ်မယ်ပြီးတော့မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲဒီမှာ keyboard ဆိုရင်လည်းပဲလုံးဝကမှဒါပါကီ RGB keyboard ဖြစ်သွားပြီးတော့သူ့ရဲ့ဒါမီးအောင်ဆုံးအလှကတော်တော်လေးကမှဒါ Alienware Command Center နဲ့ချိန်ညှိပြီးတော့ကျွန်တော်သုံးမယ်ဆိုရင်တော်တော်လေးကမှဒါလှတယ်ပေါ့နော်တော်တော်လေးကမှကာလာစုံပြီးတော့လှတယ်ပြီးတော့ဒီမှာဆိုရင်လည်းပဲလုံးဝဒီ C ချမ်းမှာဆိုမြင်ဝင်ဟိုပါပေါ့နော်ကျဲကျဲဝင်းဝင်းနဲ့ကျွန်တော်အသုံးပြုလို့ရတယ်ပေါ့နော်ပြီးတော့ဒီကောင်လေးမှာဆိုရင်ကျွန်တော်တို့ထူထက်တဲ့ရှိတာဖြစ်တဲ့အတွက် cooling system လည်းပဲကောင်းပြီးသားဖြစ်တဲ့အတွက်လုံးဝ performance ကိုဒါမလျော့တဲ့ performance မျိုးနဲ့မိတ်ဆွေတို့ဒါရရှိမှာဖြစ်တယ်ပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်တို့စီကိုဒါရောက်ရှိလို့နေပါပြီ Alienware laptop တွေကတော့သိရတဲ့အတိုင်းပဲ luxury premium ပေါင်းမှန်ကိုဒါပေါင်းပေးထားတာဖြစ်တဲ့အတွက်တော်တော်များလည်းပဲဒီကောင်လေးကိုကြိုက်ကြရပါတော့ပြီးတော့ဒဲမှာဒဲကြိုက်တဲ့သူတွေအတွက်ဆိုရင်လည်းပဲဒဲဘက်ကနေပြီးတော့ဒါအမြင့်ဆုံးစီးထုတ်ထားတဲ့ Alienware gaming နေရာဆိုရင်တော်တော်လေးကမှဒါလှပပြီးတော့ဈေးကွက်ထဲမှာဆိုရင်လည်းပဲတော်တော်လေးကမှဒါဟိုနေရာယူထားရပါတော့ပြီးတော့ ROG တို့ ROG Strix တို့ Alienware တို့ Razer နဲ့အပြိုင်ပဲနေရာယူထားတာဖြစ်တဲ့အတွက်တော်တော်လေးကမှဒါကျွန်တော်စီမှာဆိုလည်းရောင်းရတဲ့စီးထဲမှာပါတယ်ပြီးတော့ဒီကောင်လေးမှာ recommend ပေးချင်တာက340ဝန်းကျင်မှာမိတ်ဆွေဒီဒါကိုတန်ကိုတန်နဲ့ဆိုတဲ့ feeling မျိုးရရှိမှာဖြစ်တဲ့အတွက်အမြန်လာဖို့ဒါဖိတ်ခေါ်ပါဗျကျေးဇူးတင်ပါတယ်ဗျ